ရှင်ဒီနေ့တော့ဈေးပြန်ပါပြီရှင်ဒါပါလဲဆိုတော့ဘူတောက်ရွက်ပါပါတယ်နော်ပြီးရင်ခရမ်းချင်ပြီးပါတယ်မုံလာဥလေးတွေတုတ်စားမလို့ဆိုပြီးတစ်လေးတွေပဲရှိတော့အခုစင်တာလို့မုံလာဥလေးတွေပါတယ်ရှင်နော်ပြီးရင်မငါဝယ်လာဒီရဲ့အစီအစဉ်ကတော့ပါလဲဆိုတော့ငါးနှစ်ခင်းစင်ပြီးနဲ့စစ်မယ်နော်အစီအစဉ်ငါးနှစ်ခင်းစင်ပြီးနဲ့စစ်မယ်ပြီးလို့ရှိရင်ဒါကတော့အသီးတွေဒီလိုပဲဒီက9,000ခင်းစင်ပြီးက1,000ဆိုတော့4,000ဒီမုံကဥကြီးက3,000လေမောင်ကြီးက4,500ဝယ်ရှိရှင်နောက်ပိုင်းပြုတ်ပြီးတော့ပဲဖြစ်ဖြစ်ခင်းနေနေနဲ့ချက်စားရကောင်းတယ်ပြီးတော့ဒီချစ်တော့ကောင်းမီတီမီကတော့ဒါပါပဲရှင်ခိုင်နာလေးနဲ့ဟောမဖြစ်တော့ဒီနေ့လေးပဲနော်ဒီနေ့ပဲချက်မှာဖြစ်ပါတယ်ဟိုဈေးကမိုးတွေကလည်းတအားရွာတော့လေတအားထူးတွေမွေခဲ့ပါဘူး4,000 5,000ဘူးနဲ့လည်းဒါချစ်စားလို့ရပါတယ်ဆိုရဲအကြောင်းလည်းပြောပြတာပါနော်မမဦးကြီးဒါတုံးလို့ရရင်ငပိချင်တယ်လို့တူစားလို့ရရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်မလေးဒီ9,000နဲ့စားလို့ရတယ်ရှင်ဝယ်စားရဟင်းနေရကြအောင်လေနေ့တိုင်းသူများချစ်တဲ့ဟင်းတွေကိုမလေးဟို1,000ဘူး2,000ဘူးဆိုရင်2,000ဘူးဟင်းတစ်မျိုး2,000အနည်းဆုံးပေးရတယ်ရှင်ကိုကချစ်စားမယ်ဆိုရင်အချိန်တော့ပေးရတာပေါ့မအားတဲ့သူတွေတော်တော်အဆင်မပြေဘူးပေါ့နော်နည်းနည်းလေးအချိန်ရမယ်ပေါ့အလုပ်တွေဝင်ထမ်းနေဆိုလည်းပိတ်ရက်လေးတွေမှာကိုကလည်းကိုချစ်စားမယ်ဆိုရင်အဆင်ပြေပါတယ်ဒီမုံလာဦးလေးကိုကျင်းနဲ့ချစ်ပြီးတော့စီချက်လေးကိုလုပ်ထားမှာပါဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေရှင်ကျေးဇူးများတင်ပါတယ်